ဂျပန်နိုင်ငံကနေထွက်ရနိုင်ငံဆိုတဲ့ဂုဏ်ပုဒ်နဲ့လူသိများတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဗျ။ဒါပေမဲ့တကယ်တမ်းအာရှတိုက်မှာနေအောင်ကိုပထမဆုံးမြင်ရတဲ့9နိုင်ငံတွေကဂျပန်နိုင်ငံကနံပါတ်ဘယ်လောက်မှာရှိနေမလဲဆိုတာကိုကျွန်တော်တို့အတူတူစူးစမ်းလေ့လာကြည့်အောင်ဗျာ။ဂျပန်စံတော်ချိန်ကိုအချက်အချာဗဟိုထားပြီးတော့တနိုင်ငံချင်းစီရဲ့နေထွက်ချိန်တွေကိုအတူတူစူးစမ်းလေ့လာကြည့်မှာဖြစ်လို့အစဉ်သေးဖြင့်ကျွန်တော်တို့အတူတူအခုပဲဆက်လိုက်ကြအောင်ဗျာ။မင်္ဂလာပါဗျာကျွန်တော်ကတော့ကိုစီဖြစ်ပါတယ်နံပါတ်5တော့ဖိလစ်ပိုင်ဖြစ်ပါတယ်ဖိလစ်ပိုင်က UTC 8နာရီအချိန်ဆုံးမှာရှိပြီးတော့ဂျပန်နိုင်ငံထက်တနာရီနောက်ကျပါတယ်ဗျဖိလစ်ပိုင်ရဲ့အရှေ့ဖျားဆုံးကျွန်းဖြစ်တဲ့ကတာဒရနတ်ကျွန်းမှာ2025ခုနှစ်မေ18ရက်နေ့နေထွက်ချိန်ကဒေသစံတော်ချိန်နနက်9:20ခန်းလောက်မှာနေထွက်ခဲ့ပါတယ်ဗျအဲ့ဒီအချိန်ကဂျပန်စံတော်ချိန်နဲ့ဆိုရင်6:20ခန်းပဲဖြစ်ပါတယ်ဗျကတာဒရနတ်ဟာမနီလာမြို့ထက်10မိနစ်ခန့်လောက်စောပြီးတော့လေနေကိုမြင်ရပါတယ်အဲ့ကျွန်းမှာကလှပတဲ့ကမ်းခြေကိုပူပိုင်းဒေသရဲ့တဘာဝအလှပတွေနေထွက်မြင်ကွင်းတွေကလည်းအိမ်မက်ဆန်ဆန်လှပလုံးတော့ကြောင့်နာမည်ကြီးတဲ့ကျွန်းလည်းဖြစ်ပါတယ်ဖိလစ်ပိုင်ရဲ့ကျွန်းပေါင်း9000ကျော်တဲ့ကတာဒရနတ်ကျွန်းကနေထွက်မြင်ကွင်းတွေကြည့်ဖို့အတွက်အကောင်းဆုံးတွေကခီးသွွားနေရာတစ်ခုလည်းဖြစ်ပါတယ်ဗျနံပါတ်4ကတော့ China ပိုတိကျအောင်ပြောရရင်ဟီလောင်ကျန်းပြည်နယ်ကဖူယန်မြို့ပဲဖြစ်ပါတယ် UTC 8နာရီအချိန်ဆုံးမှာရှိပြီးတော့ဂျပန်နိုင်ငံထက်လည်းတနာရီနောက်ကျပါတယ် China ရဲ့အရှေ့ဖျားဆုံးဖြစ်တဲ့ဖူယန်မှာနေထွက်ချိန်ကနနက်9နာရီခန့်လောက်မှာနေထွက်ခဲ့ပါတယ်ဂျပန်စံတော်ချိန်နဲ့ဆိုရင်6နာရီဖြစ်ပါတယ်ဗျဖူယန်ရဲ့နေထွက်ချိန်ကဘေကျင်းမြို့ထက်10မိနစ်ခန့်လောက်လည်းနည်းနည်းလေးပိုဆိုးပြီးတော့လေနေအောင်ကိုမြင်ရပါတယ်ပိုစိတ်ဝင်စားစရာကောင်းတာတစ်ခုက China ကကျယ်ပြန့်တဲ့နယ်မြေရှိပေမဲ့လည်းအချိန်ဆုံးတစ်ခုတည်းကိုပဲတုံးထားတာကြောင့်ဖြစ်ပါတယ်ဗျဖူယန်ရဲ့အာမိန်မြစ်တစ်လျှောက်ကနေထွက်မြင်ကွင်းတွေကလည်း China ရဲ့အရှေ့ဖျားဆုံးအလှတရားတွေကိုပေါ်လွင်စေတယ်လို့လည်းဖော်ပြထားတာကိုတွေ့ရပါတယ်နံပါတ်3ကတော့တောင်ကိုရီးယားပဲဖြစ်ပါတယ် K-pop K-drama တွေနဲ့နာမည်ကြီးတဲ့တောင်ကိုရီးယားက UTC 9နာရီအချိန်ဆုံးမှာရှိပြီးတော့ဂျပန်နိုင်ငံနဲ့လည်းအချိန်ဆုံးတူညီပါတယ်ဒါပေမဲ့တောင်ကိုရီးယားကဂျပန်နိုင်ငံရဲ့အနောက်ဘက်မှာတည်ရှိတာကြောင့်နေထွက်ချိန်ကတော့နည်းငယ်ဂျပန်ထက်နောက်ကျပါတယ်တောင်ကိုရီးယားရဲ့ရှေ့ဘက်ကမ်းရိုးတန်းဂန်းအွန်မှာ2025မေ18ရက်နေ့နေထွက်ချိန်ကနနက်9:12မိနစ်ခန့်လောက်မှာနေထွက်ခဲ့ပါတယ်။တိုးမျိုးထက်3မိနစ်ခန့်လောက်စောပြီးတော့လည်းနေအောင်ကိုမြင်ရပါတယ်။တောင်ကိုရီးယားမှာလည်းနှစ်သက်မှာနေထွက်တာကိုကြည့်ရရိုးရာဓလေ့တစ်ခုကရှိပါတယ်။ပူဟန်ရဲ့ဟိုမီကော့ကမ်းခြေမှာလူတွေစုဝေးပြီးတော့နှစ်သက်ရဲ့ပထမဆုံးနေအောင်ယူကိုကြိုဆိုတဲ့ရိုးရာဓလေ့တစ်ခုကလည်းရှိရလို့သိရပါတယ်ဗျ။နံပါတ်2ကတော့ရွှေမြန်မာတွေရဲ့တတိယနိုင်ငံတော်လည်းဖြစ်တဲ့အပြင်နေထွက်ရနိုင်ငံဆိုတဲ့ဂုံပုတ်နဲ့ကဘာကျော်တဲ့ဂျပန်ဟာ UTC 9နာရီအချိန်ဆုံးမှာရှိပါတယ်ဂျပန်ရဲ့အရှေ့ဖျားဆုံးချိဘခရိုင်ကကပ်ပယ်အီနူဘိုဒေသမှာ2025ခုနှစ်မေ18ရက်နေ့နေထွက်ချိန်ကနနက်4:28မိနစ်ခန့်လောက်မှာနေထွက်ခဲ့ပြီးတော့တိုကျိုမြို့ကြီးတဲ့6မိနစ်ခန့်လောက်စောပြီးတော့လေနေကိုမြင်ရတဲ့ဒေသဖြစ်ပါတယ်ဂျပန်မှာဟတ်ဆိုဟီနိုရဲလို့ခေါ်တဲ့တစ်ကူနေ့မှာပထမဆုံးနေအောင်ကြီးကိုကြည့်တဲ့ရိုးရာဓလေ့တစ်ခုလည်းရှိပါတယ်တချို့တွေကတော့ဖူဂျီတောင်တို့ကမ်းခြေတို့မှာစုဝေးပြီးတော့ပထမဆုံးနှစ်သက်ရဲ့နေအောင်ကြီးကိုဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုကြတဲ့မြင်ကွင်းကလည်းတော်တော်လေးကိုမှချစ်စရာကောင်းတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်တကယ်လို့ခရီးသွားမယ်ဆိုရင်အဲ့လိုနှစ်သက်ကူနေ့တွေကိုတိုက်ဆိုင်ပြီးတော့သွားတဲ့နဲ့လေပဲတဲ့နဲ့လို့တော့ကြံပေးကြပါတယ်ဗျကျွန်တော်ကတော့အဲ့လိုကြည့်ရမယ်ဆိုလို့ရှင်ကျွန်တော်ဘေးမှာကော်ဖီတစ်ခွက်ရယ်ကလပ်ထိုင်လေးတစ်လုံးရယ်စိတ်ငြိမ်သက်ပြီးတော့နေအောင်ကိုအေးစစ်စစ်လေးကြည့်ကျင်တဲ့ဆန္ဒတော့ရှိရပေါ့နော်ဒါပေမဲ့အခုတည်းကတော့ကျွန်တော်လည်းမဖြစ်သေးပါဘူးလောကလုံနေရဆိုတော့မအောင်နှစ်တကူနေမှာအိပ်ပျော်နေတာများထားလိုက်ပါတော့နံပါတ်1ကတော့အာရှရဲ့ပထမဆုံးနေထွက်ပြိုင်ပွဲမှာချန်ပီယံကြီးဖြစ်တဲ့ရုရှားပဲဖြစ်ပါတယ်ဗျပိုတိကြောင်အောင်ပြောရရင်ရုရှားရဲ့အရှေ့ဖျားဆုံးချူကိုတကာဒေသရဲ့အဲလန်ကျွာပဲဖြစ်ပါတယ်အဲလန်မှာ2025ခုနှစ်မေ18ရက်နေ့နေထွက်ချိန်ကနနက်2နာရီခန့်လောက်မှာနေထွက်ခဲ့ပြီးတော့ဂျပန်စံတော်ချိန်နဲ့ဆိုရင်မနေ့ည17နာရီခန့်လောက်ကနေထွက်ခဲ့တာပဲဖြစ်ပါတယ်ဗျဒါလည်းမကသေးဘူးရုရှားရဲ့အဲလန်ကျွာမှာဖြူရောင်ညများလို့ခေါ်တဲ့နေမွေနဲ့တဘာဝဖြစ်စဉ်တွေကိုကြုံတွေ့ရပြီးတော့နေထွက်ချိန်ရတယ်အတော်ကိုမှစောလုံးတယ်လို့လည်းသိရပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်ခွင့်ပြုပါခင်ဗျကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးမယ်